ကိုဆောင်ဝဲမမိုးတော့ကွာဖုံးတယ်နေမဟုတ်ဘူးရဲ့ဟာ ကိုဘဲတော့ကြီးကတော့လာပြန်ပြီဟဲ့ လာပြင်းနေပေါ့ ငါ့ကို မိကလေးရဲ့ မှမကွက်ကခိုင်အောင်မလားပါဝါဘန့်တောင်းအောင်မလားအခုပို့ပြီးတော့မှ तू ကတောင်းလို့ကောင်းမှာဗောဘာလို့အလှကိုပစ္စည်းဆိုတော့ ဟိုမိုး ကိုဘဲတော့ ညာ ဘာလာတောင်းမဟုတ်ပါဘူးဘာလာဝင်มาလဲโอเค မမိုးအားထင်းသေးတော့တော့မှာပဲပြမဘယ်လာလို့ရှင်တောင်းမိတ်ပဲမတောင်းတော့မှာပဲ ကိုဘဲတော့နာမည်ပြောင်းလိုက်တော့ ဘယ်လိုပြောင်းမှာလဲ ကိုဘဲတော့မဟုတ်တော့ နမသိရပြီ မဟုတ်ဘူးကိုဘဲတော့နာမည်လောကနန် လောကနဲ့ဘာလို့လောက လောကနန်ဆိုတာကိုဘဲတော့ကလေတကယ်မှတကယ်ကိုဘဲတော့ကျွန်မတွေ့လိုက်ရင်ကိုဘဲတော့ကလက်လန်နဲ့ချိခွင်းနေနော်လောကနန်လာတာနဲ့ဘေးသာရွှေချာရောက်တော့လေတောင်းတာပဲကိုတလုံးကလည်းမစိန်ခုနှစ်ရက်နေကျွန်မတွေ့လိုက်တယ်ဗာလေ ဇလုံးကြီး ဇလုံးကြီးလားမသိဘူးအဲ့ဒါလည်းကြော်ပွဲဆိုပြီးတာကိုဘဲတော့စိတ်တာဘာရှိလဲ ရှိဖို့တော့ရရင်ပစိုးတောင်းပါလေ ပစိုးလဲတောင်းတာပဲကိုမဆန်နဲ့ကိုဝယ်ဘူးလားဘဝမှာ ဝယ်ဘူးတယ်မိမလေးငါသိငင်းလိုက်တာလေ မြက်ပါတယ်အဲ့ဒါလည်းမြက်ပါတယ်ကိုဘဲတော့မိမမြက်ကိုရလာတာပါဟုတ်တယ်လား မမိုးစီလာတာလိုင်းမော်ကြည့်လိုက်တယ်လေမမိုးဖုံးနိုင်နေမဟုတ်ဘူးလေဗါတဲ့အလားကုန် ဒုက္ခပါပဲအဲ့ဒါလည်းတောင်းမလားမသိပါဘူးအားမပါဘူးအားပေးမှာပေါ့ ငါခုနကမပြောရချင်ဘူးတမခုနလောကနဲ့ဆိုအောက်ကဟောင်းလမ်းပေါ်လေရမှာအဲ့ဒါမှပေါ်နေလိုင်းမော်အဲ့ဒါမှလိုင်းမော်မှာတားနေမှာ ကိုဘဲတော့ကတော့တကယ်လောကနဲ့ပဲနော်လက်လက်နဲ့ချိခွင်းနဲ့ကိုဘဲတော့က ဘယ်လိုကမတကားမှမကြဘူးတလားလူရှင်တော်လှုပ်စရာအနည်း20ကျော်ပြီတလားသူနဲ့တွေ့မှာပဲကိုပဲတော့ လက်လက်နဲ့ချိခွင်းနဲ့ရောက်တဲ့နေရာမှာတောင်းတာတကယ်ဘဲတော့လည်းပြလောကနဲ့နာမည်ရောက် လောကနဲ့အဲ့နံပါတ်ကပြောလို့မလို့အဲ့တော့ပြည့်တယ်များခင်ဗျာဘယ်ချစ်တယ်ဆောင်းဝင်းမို့ပေါ့နော်ဖုံးဆိုင်နေမဟုတ်ပါဘူးအမျိုးသမီးများအတွက်အလားကုန်ပစ္စည်းတွေအကုန်လုံးရနေပါပြီခင်ဗျာအားလုံးမျက်နှာလေးဂလိုးနေအောင်လို့ဆောင်းဝင်းမို့ဖုံးဆိုင်မလာပြီးတော့အားလုံးဝယ်ယူအားပေးပါလို့ လက်ဆောင်တွေပေးနေပြီနော် ဖုံးဝယ်မှတ်တယ်လေအကုန်လုံးအလားကုန်ပစ္စည်းတွေတနေရာထဲမှာရတာကျွန်တော်တို့ကန်တော်ကြီးပလန်းမှာဆောင်းဝင်းမို့ဖုံးဆိုင်ရှိပါတယ်ခင်ဗျာကြွခဲ့ပါလို့ဘယ်ဘက်ကဖိတ်ကြပါလေပြောရချင်မဟုတ်တယ်မခုနလောကနဲ့ဆိုအောက်ကဟောင်းလမ်းပေါ်လေရမှာအဲ့ဒါမှပေါ်နေနိုင်မှာအဲ့ဒါမှလိုင်းပေါ်မှာတားနေမှာ